ဆိုပြီးတဲ့စဉ်ထက်မင်္ဂလာပွဲစီစဉ်တာစမှတ်ကြပြီးတော့ပိုခန်းထားတယ်လို့ကြည်ကျူခံနေရတာကတော့မိပကြီးပါရှင်အခုတလောဆိုရှယ်မီဒီယာစာမျက်နှာပေါ်မှာမင်္ဂလာပွဲသတင်းတွေပြည်ဝင်တင်ဓပုံလှလှလေးတွေမြင်နေရတာဖြစ်ပါတယ်အထူးသဖြင့်တော့အခုလပိုင်းအတွင်းမှာဆိုရင်ပြည်သက်တွေရဲ့အချစ်တော်အနုပညာရှင်မင်းသမီး2ယောက်ရဲ့မင်္ဂလာပွဲကြီး2ပွဲကိုရှေ့ဆင့်နောက်ဆင့်ကျင်းပသွားဖို့ရှိနေတာဖြစ်ပါတယ်တပွဲကတော့နိုင်ငံကျော်ထိပ်တန်းမင်းသမီးအကယ်ဒမီဆုရှင်ဆိုပြီးတဲ့စဉ်ကမင်းသားဟိဝရန်နဲ့လက်ထက်မဲ့မင်္ဂလာပွဲကြီးဖြစ်တယ်လို့နောက်တပွဲကတော့ဇက်ဖို့စိတ်ရန်တရုပ်ဆောင်မင်းသမီးလို့လူသိများတဲ့မိပကြီးနဲ့သူ့ရဲ့ချစ်သူကိုမျိုးကိုတို့ရဲ့မင်္ဂလာပွဲဖြစ်ပါတယ်ရှင်အားလုံးသိကြတဲ့အတိုင်းမိပကြီးကအနုပညာလောကမှာထိပ်တန်းဒိတ်ဒိတ်ကျဲမင်းသမီးတက်လက်တော့မဟုတ်ပါဘူးဇက်ဖို့စိတ်ရန်အစ်စ်နေရာကနေပြည်သက်တွေသတိထားမိအောင်ကြိုးစားခဲ့ရသူပါရှင်ဒါပေမဲ့သူမကထူးချွန်ထက်မြက်တဲ့မြို့သမီးတယောက်ဆိုတာကိုတော့ဘယ်သူမှညှင်းလို့မရပါဘူးမိပကြီးကအနုပညာအလုပ်အပြင်သူမရဲ့ကိုယ်ပိုင်စီးပွားရေးဖြစ်တဲ့စိန်ရွှေရတနာရောင်းဝယ်ရေး live sale လုပ်ငန်းတွေပြီးတော့သူမရဲ့ကိုယ်ပိုင် brand ဖြစ်တဲ့ MBC နဲ့ခန်းဒီနဲ့ cosmetic လုပ်ငန်းတွေနဲ့အရန်ကိုအောင်မြင်မှုရရှိထားပါတယ် MBC cosmetics ဆိုတာကလည်းပြည်တွင်းဈေးကွက်မှာနေရာတစ်ခုခိုင်ခိုင်မာမာရရှိနေပါတယ်ဒါကြောင့်လေမိပကြီးကသူမရဲ့ချစ်သူကိုမျိုးကိုနဲ့မင်္ဂလာအခမ်းအနားတွေကိုစီစဉ်တဲ့အခါမှာထိပ်တန်းစတားတွေဖြစ်ကြတဲ့စုပြည်သဇင်နဲ့ဟင်းဝရံတို့ထက်တောင်ပို့ပြီးတော့ခမ်းနာအောင်ပို့ပြီးစနစ်ကြအောင်ကျင်းပနိုင်တာကိုအံ့ဩဖွယ်တွေ့ရှိရပါတယ်အစာပိုင်းမှာတော့လူအများစုရဲ့စိတ်ဝင်စားမှုကထိပ်တန်းမင်းသားမင်းသမီးတွေဖြစ်ကြတဲ့စုပြည်သဇင်နဲ့ဟင်းဝရံတို့ရဲ့မင်္ဂလာပွဲအပေါ်မှာပဲစုပုံနေခဲ့ကြတာပါဒါပေမဲ့လည်းဇက်ဖို့တရုတ်ဆောင်မင်းသမီးလေးမိပကြီးရဲ့မင်္ဂလာပွဲပြင်ဆင်မှုတွေကပြည်သက်တရဲ့အမြင်မှာတော့ထိပ်တန်းမင်းသမီးစုပြည်သဇင်ရဲ့မင်္ဂလာပွဲအပြင်ဆင်တွေချက်တောင်ပို့ပြီးတော့ခင်မီစံတက်တဲ့ပို့ပြီးတော့စနစ်တကျရှိတယ်ပို့ပြီးထူးခြားနေတယ်ဆိုပြီးတော့ချီးကျူးတန်တွေတဖြည်းဖြည်းများလာတာကိုတွေ့ရပါတယ်အထူးသဖြင့်လက်ချက်ခွန်တောင်းခံရတဲ့ proposal ပွဲနေ့မှာဆိုရင်လည်းတကယ့်ကိုအိမ်မက်ဆန်ဆန်စီစဉ်ထားပြီးတော့အရန်ကိုခမ်းနားလှပခဲ့ပါတယ်။ဒါပြင်တကယ်ချင်းနေစုံစုံညီနဲ့ကျမခဲ့တဲ့ bright to be ပွဲတွေကဆိုရင်လည်းအရန်ကိုချစ်စရာကောင်းပြီးခင်မိတဲ့ပြင်ဆင်တွေကြောင့်ဆိုပြီးသဇင်ရဲ့ပွဲထက်တာပိုပြီးအသက်ဝင်တယ်လို့ကြည်ကျူးခံနေရတာကတော့အမှန်ပါပဲရှင်။အခုနောက်ဆုံးအနေနဲ့မိပကြီးကသူမရဲ့တို့သားလောင်းနဲ့အတူရိုက်ကူးထားတဲ့မင်္ဂလာဥပဒေဝတင်တပ်ပုံတွေကိုချပြလာတဲ့အခါမှာလည်းပြည်သက်တွေကချက်ပြီးတော့အံ့ဩခဲ့ကြရပါတယ်။ဓာတ်ပုံတွေကတကယ်ကိုအနောက်တိုင်းဆန်ဆန်နဲ့ခမ်းနားကြီးကျယ်နေသလိုပါပဲအထူးသဖြင့်နိုင်ရှင်ပြောဆိုနေတာကတော့မိပကြီးဟာဆိုပြီးသဇင်နဲ့ဟင်းဝရံတို့လိုတရုတ်ပြည်ကရေခဲတောင်ထိဝေကုံကြီးကြအများကြီးခံပြီးသွားခဲ့တာမဟုတ်ပါဘူးဒါပေမဲ့သူမဝတ်ဆင်ထားတဲ့မင်္ဂလာပြည်ဝင်ခြင်းဝတ်စုံဒီဇိုင်းတွေသူတို့သားရဲ့ဝတ်စုံတွေအလင်းမှာအသုံးပြုပုံတွေကတကယ်ကိုတော်ဝင်ဆန်ပြီးတော့နိုင်ငံတကာမဂ္ဂဇင်းတွေမှာမြင်ရတဲ့ hard fashion ပုံစံမျိုးလှပနေတာကိုတွေ့ရပါတယ်ဒါကြောင့်လည်းတချို့ပြည်သက်တွေကငွေအများကြီးအကုန်ကြခံပြီးရိုက်ကူးထားတဲ့ဆိုပြီးသဇင်ရဲ့မင်္ဂလာပြည်ဝင်ခြင်းတပ်ပုံတွေထက်အမြင်နဲ့စတိုင်စကြစီစံထားတဲ့မိပကြီးရဲ့ပုံတွေကပို့ပြီးတော့မိမိုင်းနေတယ်ပို့ပြီးတော့ကြည်နံလာတယ်လို့ဒါမှပုံပွင့်လင်းလင်းပြောဆိုလာကြတာတွေရှိပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေရောထိတ်တန့်မင်းသမီးကြီးဆိုပြီးသဇင်ရဲ့ပြည်ဝင်ခြင်းနဲ့ဇက်ပုံမင်းသမီးမိပကြီးရဲ့ပြည်ဝင်ခြင်းတပ်ပုံတွေမှာဘသူကပိုမိုက်တယ်ပိုလာတယ်ပိုခမ်းထားတယ်လို့ထင်မြင်ယူဆကြပါလေကိုယ့်ရဲ့အမြင်လေးတွေကိုကွန်မန့်မှာပြောသွားပေးခဲ့ကြပါအောင်နော်